ဟိုးရှိတုန်းကရမ်းချက်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်ရှိကြတယ်။သူဟာအမြဲတမ်းအနီအောင်အုတ်ထုပ်ကလေးကိုစောင်းထားလေးရှိလို့လူတိုင်းကသူ့ကိုဇင်းကြံနီမလေးလို့ခေါ်ကြပါတယ်။ဘလောက်တောင်ตายရတဲ့နေ့လေးလေနေကောင်းလားငှက်ကလေးတို့မင်္ဂလာပါရှင်ကလေး။ဒီနေ့မှာတော့ဇင်းကြံနီမလေးရဲ့အမေကသတင်းစိုးတစ်ခုကိုပြောပြလာပါတယ်။သမီးရဲ့အဖွားနေမကောင်းဖြစ်နေတယ်။အမေရဲ့စားစာတချို့လောက်ထားပေမဲ့ကောင်းမပို့ပေးနိုင်ဘူး။တနာစရာကောင်းတဲ့အဖွားပါပဲ။သမီးတော့ပို့ပေးပါမယ်အမေ။တကယ်သမီးအလိမ္မာလေးပဲ။ရော့ဒါအစားစာတွေနော်။တောအုပ်ကိုဖြတ်တဲ့အခါသတိထားအောင်။သမီးသတိထားပါမယ်။သွားပြီနော်အမေဟုပြောကထွက်သွားပါတယ်။အဖွားကတောအုပ်ရဲ့တစ်ဖက်ချမ်းမှာနေတာပါ။ဇင်းညာနီမလေးဟာချင်းတောင်းလေးကိုကင်ပြီးအဖွားအိမ်ကိုရှောက်သွားခဲ့ပါတယ်။အဲ့ဒီတောအုပ်မှာတော့ဗိုက်စာနေတဲ့လူစိုးဝင်ပလေကြီးတက်ကောင်ရှိနေတယ်ဗျ။အိုးတော့ထဲမှာမစားပြမရှိပါလားရှင်သားလေးစားရလဲညီငွေလာပြီရုံတွေကလည်းမှုတက်နေတယ်လို့ပဲလက်ဆက်ပြီးအရာသာရှိတာတခုခုစားကြလိုက်တာအဲ့ဒီအချိန်မှာပဲဇင်းကြံနီမလေးဖြတ်လျှောက်လာခဲ့ပါတယ်ဝင်ပလေကြီးကိုမြင်တော့သူရက်လိုက်မိတယ်ဟောမင်္ဂလာပါဝင်ပလေကြီးဝင်ပလေကတွေ့တယ်ဟိုးဒါလေးကတော့တော်တော်ရတာရှိမဲ့ပုံပဲမင်္ဂလာပါမင်္ဂလိငယ်ကြီးဘယ်ကိုသွားမလို့လဲအဖွားရင်ကိုသွားမလို့ပါအဖွားနေမကောင်းလို့သစိမ့်နေနဲ့စကားပြောတာအထူးသဖြင့်ဗိုက်ထာနေတဲ့သစိမ့်နေနဲ့စကားပြောတာဟာအန္တရာယ်ရှိတယ်ဆိုတာဇင်းကြံညီမတွေမသိလိုက်ရှာပါဘူးတနာစရာပဲမင်းအဖွားကဘယ်မှာနေတာလဲငါလည်းသွားလေလို့ရတာပေါ့အဖွားကတောအုပ်ရဲ့တစ်ဖက်ချမ်းမှာနေတာပါရှားရတာလွယ်ပါတယ်မြန်သွားတော့အဖွားကိုအကြာကြီးမဆောင်ခိုင်းနဲ့လေဇင်းကြံညီမလေးခီးဆက်သွားပါတယ်ဝင်ပလေကြီးကသူထွက်သွားတာကိုကြည့်ပြီးအစီအစဉ်တစ်ခုဆွဲလိုက်တယ်ငါအဖွားအိမ်ကိုအရင်ပြေးသွားပြီးအဲ့ဒီမှာစောင့်နေမယ်သူရောက်လာတဲ့အထီပေါ့ဝင်ပလေကြီးဟာတောအုပ်ကိုဖြတ်ပြီးအဖွားအိမ်ကိုပြေးသွားတယ်ဟေးတရားရောက်ရှိလားဘာအတမ်းမှပြန်မကြားရဘူးအိမ်ထဲမှာဘယ်သူမှမရှိဘူးအဖွားဘယ်ရောက်သွားပါလဲအဲ့ဒီအချိန်မှာပဲဇင်းကြံနီမလေးအိမ်သားကိုရောက်လာပါတယ်ဝင်ပလေကြီးကအဖွားရဲ့စောင်းကိုခြုံပြီးတရင်ပေါ်မှာတက်အိတ်လိုက်ပါတယ်ဘာတူလဲသမီးဇင်းကြံနီမလေးပါအဖွားအသားအသားတွေယူလာပေးတယ်ဟောသမီးလိုက်ပါလေပဲဝင်ခဲ့ပါကလေးအဖွားတန်ကဘလို့ဖြစ်နေတာလဲတုတ်ကွေးဖြစ်နေလို့ပါသမီးရဲ့ဒါပေမဲ့အဖွားရဲ့လက်မောင်းတွေကရောဘာလို့ဒီလောက်ကြီးနေတာလဲဒါကသမီးကိုပို့ပြီးကောင်းကောင်းဖတ်ထားနိုင်ဖို့ပေါ့ကလေးရဲ့အဖွားရဲ့နေရက်တွေကတော်တော်ကြီးတာပဲနော်ဒါကသမီးရဲ့အတန်ကိုပို့ပြီးကောင်းကောင်းကြားနိုင်ဖို့ပေါ့ကလေးရဲ့အဖွားရဲ့မျက်လုံးတွေကလည်းအရင်ကြီးတာပဲဒါကသမီးကိုပို့ပြီးရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ပေါ့ကလေးရဲ့အဖွားရဲ့သွားတွေကလည်းအရင်ကြီးတာပဲဒါကသမီးကိုစားဖို့ပေါ့ကလေးရဲ့တနာစရာဇင်းကြံနီမလေးကဲကြပါဦးဘယ်သူမှမင်းကိုမကယ်နိုင်ဘူးမင်းကအခုငှအပိုင်ပဲဝင်ပလေကြီးကသူ့ရဲ့တန်မာတဲ့လက်မောင်းတွေနဲ့ဇင်းကြံနီမလေးကိုဖမ်းလိုက်ပါပြီဗဇက်ကြီးကိုဟာကထမ်းမြတ်တဲ့သွားတွေနဲ့ကြိုက်စားဖို့ပြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာဘာဖြစ်သွားမလဲမင်းရဲ့မျက်မှောက်တွေကိုငါထားတော့မယ်အရန်အရသာရှိမှာပဲအဖွားပေါ်လာပါပြီဒီအချိန်မှာငါလည်းစပြုတ်လို့မလို့ပဲငါအပြီးရက်တွေအရင်ထည့်လိုက်အောင်မယ်ပြီးမှမင်းတို့ကိုထည့်စားပေါ့အဖွားဟာစိတ်မပူပါနဲ့အဖွားကဝင်ပလေတွေကိုတကယ်စားခိုင်းမှာမဟုတ်ပါဘူးအဖွားမှလည်းအစီအစဉ်ရှိနေပါတယ်မြန်လို့ငါဘာအရန်စားနေပြီငါလေးပါပြီးတော့မှာပါအဖွားကအိုးတဲ့ကိုငရုတ်သီးတွေအများကြီးထည့်လိုက်ပြီးတစ်သားရောက်မှနဲ့မှွေလိုက်ပါတယ်ဒါလေးမြည်ကြည့်ပါဦးဝင်ပလေမင်းကြီးဟာဆက်လိုက်တာဒါလေးထပ်တောက်ကြည့်ပါဦးနေလို့ကောင်းကားပါလားဆက်တယ်အရန်ဆက်တယ်အိုးရေးပေးပါဦးရေးပေးပါဦးဗျာခဲကြပါဦးငါဒီကနေမြန်ထွက်သွားမှဖြစ်မယ်ဝင်ပလေကြီးရဲ့ဗဇက်ရှာနဲ့လဲချောင်းတွေဟာမီးလောင်သလိုပူဆက်နေတာကြောင့်သူ့အဖွားအိမ်ထဲကနေအမြန်ဆုံးထွက်ပြေးသွားပါတော့တယ်သူတို့ဝင်ပလေကြီးကိုဘယ်တော့မှထပ်မတွေ့ရတော့ဘူးသင်္ကြန်နေပါလေသမီးဘာတင်လန်းလာရလိုက်တယ်အဖွားသမီးဘယ်တော့မှသစိမ့်နေနဲ့စကားမပြောတော့ပါဘူးပြီးတော့အဖွားလုပ်တဲ့စုပ်ပြုတ်ကိုလည်းဘယ်တော့မှမတောက်ရတော့ပါဘူးကဲတမီတို့ရေဒီနေ့ရဲ့ဇင်းကြံနီမလေးပုံမြင်လေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီဒီပုံမြင်လေးတွေကလိုပဲမိဘစကားကိုနားထောင်ပြီးသစိမ့်တွေကိုအမြဲတမ်းထားကြဖို့မမေ့နဲ့နော်ဒီပုံမြင်လေးကိုသဘောကျတယ်ဆိုရင် like လုပ်ပေးဖို့နဲ့နောက်ထပ်ဘလို့ပုံမြင်ဆန်းဆန်းလေးတွေနားထောင်ခြင်းလဲဆိုတာကို comment မှာရေးခဲ့လို့ရပါတယ်
ကျွန်တော်တို့ရဲ့ပုံမြင်ဥယျာဉ်လေးကနေအပတ်စဉ်ပုံမြင်ကောင်းလေးတွေတင်ဆက်ပေးနေတာမို့လို့နောက်ထပ်ပုံမြင်အသစ်တွေကိုလက်မလွတ်ရအောင်အခုပဲ subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော်အားလုံးပဲပျော်ရွှင်စရာနေ့လေးဖြစ်ပါလေနောက်အပတ်မှာပြန်တွေ့ကြပါမယ်